မင်္ဂလာပါဖုန်းထဲက application တွေကိုကွန်ပျူတာမှာသုံးကျင်တဲ့သူတွေအတွက်ဒါမှမဟုတ်တနည်းအားဖြင့်ကျွန်တော်တို့ဒီ Windows ပေါ်မှာ Android application တွေကိုသုံးကျင်တဲ့သူတွေအတွက်ကျွန်တော်တို့ဘယ်လိုမျိုးသုံးလို့ရလဲဆိုတာလေးကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားချင်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ဒီ Windows မှာကျွန်တော်တို့ဒီ Android application တွေကိုသုံးဖို့ရအတွက်ဆိုတော့ကျွန်တော်တို့ software တစ်ခုတနည်းအားဖြင့် emulator တစ်ခုတော့လိုမှာဖြစ်တယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့ဒီ Google ကနေသွားပြီးတော့အရင်ဆုံးထောက်လိုက်ပါမယ်ဒီမှာကျွန်တော်တို့ Google မှာdownload BlueStacks ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာလိုက်ပါပြီးရင် enter ခေါက်လိုက်တော့ဗောနော်အဲဒါလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီ bluestack.com ကိုရောက်သွားမယ်အဲဒီကနေကျွန်တော်တို့ဒီမှာ download BlueStacks ဆိုတဲ့ကောင်လေးကိုနှိပ်ပြီးတော့ download လုပ်လိုက်ပါပြီးရင်တော့ဒီမှာကျွန်တော်တို့ download BlueStacks ဆိုတာလေးကိုတစ်ချက်ထပ်နှိပ်လိုက်မယ်ဗောနော်โอเคဒါဆိုလို့ရှိရင်ဒီမှာတို့ကကျွန်တော်တို့ဒီမှာ BlueStacks လေး download လုပ်ပါပြီပြီးသွားရင်ကျွန်တော်တို့ဒီမှာ open folder တွေကိုသွားပြီးတော့ဒီမှာကျွန်တော်တို့ဒီ BlueStacks ကိုသွားပြီးတော့ double click လုပ်ပြီးတော့ install လုပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်သူ့ဘာသူလိုအပ်တဲ့ file တွေကို download ချပြီးတော့ install လုပ်ပေးသွားပါမယ်โอเคအဲ့တော့ဒီ BlueStacks လေးကိုကျွန်တော်တို့ install လုပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီမှာ desktop ပေါ်မှာ BlueStacks ဆိုရဲကျွန်တော်တို့ shortcut လေးပေါ်လာပါလိမ့်မယ်โอเคဒါဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒီ Android application တွေကိုပုံမှန်ဖုန်းမှာလိုပဲကျွန်တော်တို့ Play Store ကနေ down ပြီးတော့သုံးလို့ရတယ်မျိုးကျွန်တော်တို့သုံးလို့ရသွားမှာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီမှာ BlueStacks ကိုတစ်ချက်ဖွင့်လိုက်မယ်ဒီ BlueStacks ကိုသုံးမယ်ဆိုတော့ကိုယ့်ရဲ့ဆက်က RAM ကတော့ 8GB လောက်ရှိထားဖို့တော့လိုတာပေါ့နော် RAM နေတဲ့ set တွေမှာဆိုတော့ထုံးရတာဒီလေးတာတွေထက်တာတွေဖြစ်မယ်နောက်တစ်ခုကဒီမှာတတိထားမှာကျွန်တော်တို့ဒီ BlueStacks ပေါ်မှာကျွန်တော်တို့ဒီ emulator ပေါ်မှာပေါ့နော်ကျွန်တော်တို့ဒီ mobile banking application တွေဖြစ်တဲ့ကျွန်တော်တို့ KPay WePay လိုမျိုးပေါ့နော်ဒီ mobile banking နဲ့ငွေရေးကြေးနဲ့သက်ဆိုင်တဲ့ financial နဲ့သက်ဆိုင်တဲ့ application တွေကိုတော့ကျွန်တော်တို့ဒီပေါ်မှာထည့်ပြီးတော့မသုံးဖို့တော့လိုတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ emulator ကနေသုံးတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဒီ privacy ရကျွန်တော်တို့ဒီ password တွေဘာတွေကကျွန်တော်တို့မလုံခြုံတာမျိုးတွေဖြစ်သွားတတ်တယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ဒီမှာတော့တခြား application တွေကိုသုံးဖို့ပဲကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်။ Okay အဲ့တော့ကျွန်တော်တို့ဒီ BlueStacks ပွက်လာပြီဆိုတော့ကျွန်တော်တို့ဒီမှာဒီပေါ်မှာဆိုရင်ကျွန်တော်တို့ဒါကတော့ back key လေးရှိမယ်ဒီကောင်ကတော့ home key ပေါ့နော်ဒီကောင်ကတော့ recent ကျွန်တော်တို့ဖုန်းမှာလိုပဲကိုသုံးထားတဲ့ app တွေကိုကျွန်တော်တို့ကဒါ recent အနေနဲ့ပြန်ကြည့်ချင်တဲ့အခါမှာကြည့်လို့ရတယ်အဲကျွန်တော်တို့က application တွေကို download လုပ်ပြီးတော့ install လုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဒီ system app ဆိုတဲ့ folder လေးတွေကိုနှိပ်လိုက်မယ်ပေါ့နော်တော့ပွင့်ချင်းမှာတော့ကျွန်တော်ကဒီ game ကြော်ညာတွေဒီမှာအများကြီးတက်လာလိမ့်မယ်ကျွန်တော်တို့ကဒီကိုယ့်ရဲ့ system တွေကိုသွားချင်တာဖြစ်တဲ့အတွက်ဒီ phone menu လေးကိုတစ်ချက်နှိပ်လိုက်ပြီးရင်ဒီမှာ system app ဆိုတာလေးရှိမယ်သူထဲကိုသွားပြီးရင်ကျွန်တော်တို့ဒီမှာ Play Store ရှိလိုက်မယ်ပေါ့နော် Play Store ကိုနှိပ်လိုက်Play Store ကိုနှိပ်လိုက်တဲ့အခါမှာသူက Gmail account တစ်ခုနဲ့ login ဝင်ပေးလိုက်ပေါ့နော်ဒီမှာတော့ကျွန်တော်က login ဝင်ထားပြီးသားဆိုတော့ဒါဝင်မပြတော့ဘူးကျွန်တော်တို့ software လေး down တဲ့အဆင့်ကိုတခါတည်းတန်းသွားလိုက်မယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ကွန်ပျူတာမှာကျွန်တော်တို့ဒီ Gmail account နဲ့ဒီ Play Store ကိုမဝင်ရသေးဘူးဆိုရင် login ဝင်လိုက်ပါဝင်ပြီးသွားရင်ကျွန်တော်တို့ဒီနေရာကိုရောက်လာလိုက်မယ်ဒီနေရာကိုရောက်လာပြီဆိုတော့ကိုတောင်းကျင်တဲ့ software ကိုဒီမှာကျွန်တော်တို့ install လုပ်ပြီးတော့သုံးလို့ရသွားပြီပေါ့နော်ကျွန်တော်တို့ဖုန်းမှာလိုပဲတွေ့ရမယ်ဥပမာအနေနဲ့ကျွန်တော်ဒီမှာ Telegram application လို့ကျွန်တော် download လုပ်ကြည့်ပါမယ်အဲ့တော့ကျွန်တော်ဒီအောက်က search ကိုနှိပ်လိုက်မယ် search ကိုနှိပ်ပြီးတော့ဒီမှာကျွန်တော်တို့က Telegram ပေါ့နော်ရိုက်ရှာလိုက်မယ် Telegram ဆိုပြီးတော့ရိုက်ရှာလိုက်မယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာဒီမှာ Telegram ဆိုပြီးတော့တွေ့ရတယ်အဲ့တော့ဖုန်းမှာသုံးတဲ့အတိုင်းပါပဲကျွန်တော်တို့ဒီမှာ install နှိပ်ပေးလိုက်အောင်ပေါ့နော်သူပြီးသွားတဲ့ဒီ download install ပြီးသွားတဲ့ဒီခဏစောင့်ပေးလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ Telegram ကိုဒီမှာသုံးလို့ရသွားမယ်အဲ့လိုပဲတခြားကျွန်တော်တို့ Facebook တို့ Messenger တို့တခြားသော game တွေပေါ့နော် application တွေပုံထဲမှာသုံးသမျှဒီ application တွေကိုကျွန်တော်ကွန်ပျူတာမှာအခုဆိုရင်ဒါကျွန်တော်တို့သုံးလို့ရသွားခြင်းမှာဖြစ်တယ်အဲ့မဲ့ခဏနေရကျွန်တော်ပြောသလိုအခုတတိထားမှာ mobile banking ဖြစ်တဲ့ KPay WePay မျိုးဒီ financial application တွေကိုတော့ဒီမှာမသုံးဖို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်โอเคအဲ့တော့ကျွန်တော်ဒီမှာ Telegram လေးခုဆိုရင်သူ download ဆွဲနေပြီโอเคဒါဆိုရင်သူကဒါ install လုပ်ပြီးသွားပြီပေါ့နော်
install လုပ်ပြီးသွားရင်ကျွန်တော်ဒီမှာ home menu ပေါ်က home menu လေးကိုတစ်ချက်နဲ့ကြည့်လိုက်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ screen ပေါ်မှာဒီမှာ Telegram ဆိုပြီးတော့တွေ့ရလိမ့်မယ်အဲ့လိုပဲကျွန်တော်တို့က Facebook application ကို download လုပ်ချင်တယ်ကျွန်တော်ဒီမှာ Play Store ထဲပြန်သွားလိုက်မယ်သွားပြီးတော့ကျွန်တော်ဒီမှာ search ကနေကျွန်တော်တို့ Facebook ဆိုပြီးတော့ရိုက်ရှာလိုက်မယ်โอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ Facebook ကို install လုပ်လိုက်မယ်โอเคဒါဆိုရင်ဒါကျွန်တော်တို့ Facebook လည်း install လုပ်တာပြီးသွားပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ home menu ကိုတစ်ချက်သွားလိုက်မယ်ဒီပေါ်ကဒီကျွန်တော်တို့ဒီမှာအိမ်ပုံစံလေးရှိရဲဒီဟာလေးနှိပ်လဲရတယ်ဒါမှမဟုတ်ဒီဘက်ညာဘက်အောက်တောင်မှာရှိရဲဒီမှာ home menu လေးရှိရဲသူတစ်ချက်နှိပ်ပြီးသွားလိုက်လို့ရတယ်โอเคဒါဆိုရင်ကိုယ့်ရဲ့ဒီ screen ပေါ်မှာကျွန်တော်တို့ဒီမှာ Facebook တို့ Telegram တို့ပေါ့နော်အဲ့တော့ application လေးတွေရောက်လာပြီဆိုတော့တရားကတော့ဒါကျွန်တော်တို့ကိုဖုန်းထဲမှာသုံးလို့မျိုး Play Store မှာရှိသမျှ software တွေဒါdown ပြီးတော့ဒါကျွန်တော်တို့ကွန်ပျူတာမှာသုံးတဲ့နည်းလမ်းလေးပေါ့နော်အဲ့တော့တခြားလိုအပ်တဲ့ software တွေရှိရင်လည်းအခုနည်းလမ်းလေးတိုင်း download လုပ်ပြီးတော့သုံးလို့ရတော့ပါပြီ